လုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့မိသားစုတွေကြိုက်တီယိုဖေးယာတွားရောက်ဖူးမြော်ပြစ်ခဲ့တဲ့အကြောင်းလေးတွေကိုဘလော့တစ်ခုအနေနဲ့ချစ်ငယ်ချင်းလေးတွေကိုမျှဝေပေးတော့ပါမယ်အားလုံးပဲသုံးတီလိုက်ပါကြည့်ရှုပေးကြပါဦးနော်ကျေးဇူးပါကျွန်တော်တို့မနက်၈နာရီခွဲမှာကင်မွန်စကန်တောင်ခြေကိုရောက်ရှိပါတယ်အဲ့ကနေပြီးတော့ကျွန်တော်တို့ကားတက်စီမယ်ပေါ့နော်ကားတက်စီတဲ့အခါမှာကျွန်တော်တို့အဖွဲ့တွေနဲ့အတူတူတခြားသောလူတွေများစွာလည်းကင်မွန်စကန်တောင်ခြေမှာရောက်ရှိနေအောင်ကျွန်တော်တွေ့ရှိရပါတယ်ဒါကတော့တောင်တက်လမ်းတစ်လျှောက်မှာတွေ့ရတဲ့မြင်ကွင်းလေးတစ်ခုပေါ့နော်ဟုတ်ကဲ့ပါတကယ်ချင်းတို့ရေအခုပေါ့နော်အာဝူလေးတွေကိုတောက်တလန်းတစ်လျှောက်မှာတွေ့ခဲ့မယ်ဆိုရင်လည်းကျွန်တော်တို့အစာလေးတွေကျွေးဖို့မမိတ်ပါနဲ့ဦးနော်အခုဆိုရင်ကျွန်တော်တို့ကဒီတောင်ပေါ်ကနေဆင်းလာမဲ့ကားကိုစောင့်နေရပဲဖြစ်ပါတယ်ခင်ဗျာโอเคအခုဆိုရင်တော့ cable စီးမဲ့လူတွေအနေနဲ့ဒီနေရာနေပြီး cable စီးလို့ရပါတယ် cable စီးမဲ့ဆိုရင်တော့ cable ကတော့2000ခွဲလားမသိဘူးเนาะရှိတယ်လို့ကျွန်တော်ကြားမိပါတယ်ဗျကဲရောက်ပြီကျွန်တော်တို့ဒီကင်မွန်စကန်နေပြီးတော့မှတောင်အပေါ်ထက်ကိုပေါ့နော်ကျွန်တော်ဒီကားစီးပြီးတော့ရောက်ရှိလာခဲ့တယ်လမ်းတောက်လျှောက်မှာလည်းရှောက်ခတ်မဲ့ခီးစင်ကလည်းကြံနေတယ်ဗျဒီဘယ်လိုခေါ်မလဲဒီကနေပြီးတော့မှစီမဲဟေးဆိုရင်ဖျားဝရောက်ဖို့တော့ကအများကြီးကြံနေတယ်အဲ့ချိန်မှာဒီနေရာလေးဆိုရင်ရမ်းဟိုပဲကျွန်တော်တပ်ပုံရိုက်မယ်ဆိုရင်ရှူကင်းတွေနော် view တွေကစပါတော့အကုန်လုံးလှတယ်ဗျကျွန်တော်တို့လိုမျိုးပဲတပ်ပုံရိုက်နေတဲ့လူတွေလည်းအများကြီးပဲတွေ့ရမယ်ဒီကနေလမ်းကြည့်လိုက်မယ်ဟေးဆိုရင်တောင်တန်းတွေရဲ့အလှတွေပြောမယ်ဆိုရင်ဗျာကျွန်တော်ကြိုက်တီယိုတွားတဲ့အရာတာကိုပြည်ပြင်းစေတဲ့ထဲမှာလည်းပါတယ်ဒီနေရာကနေလမ်းကြည့်လိုက်မယ်ဟေးဆိုရင်ကြိုက်တီယိုဘုရားကြီးကိုလမ်းပြီးတော့ဖုံးမြော်နိုင်ပါတယ်နောက်တစ်ခုကျတော့ကျွန်တော်တို့လည်းဒီလိုပေါ့နော်အိုင်နာကနေပဲကြိုက်တီယိုဘုရားကြီးလည်းအပါတပ်ပုံတွေရိုက်လိုက်ပါတယ်အဲ့ဒါလေးကိုတော့အခုချပြလိုက်မယ်နော်ဒါလေးပါโอเคကောင်းပြီကျွန်တော်တို့ဒီကကြိုက်တီယိုဘုရားပေါ်တက်တာနဲ့အရင်ကတော့ဘုရားကိုရှိခိုးတယ်နောက်ပြီးတော့မုတ်ဆိုးတောင်ဘက်ကိုပေါ့နော်တွားကြည့်လိုက်တယ်ပေါ့မုတ်ဆိုးတောင်တစ်လျှောက်တွားကြည့်တယ်ဒါကတော့ကျွန်တော်တို့အဖွဲ့လိုက်ပေါ့နော်ဒါတပ်ပုံရိုက်ထားတဲ့မုတ်ဆိုးတောင်ပေါ်ကပုံမျိုးဖြစ်ပါတယ်ပြီးတော့အခါကျရင်ဒါကတော့ကြိုက်တီယိုဘုရားမှာညာပိုင်းရိုက်ထားတာဖြစ်ပါတယ်ဒါလေးကတော့အမေနဲ့ပေါ့နော်ဒါကျွန်တော်ရဲ့ဒါချေရတော်သူလေးနဲ့ပေါ့ဒါကတော့ဘုရားရှင်မင်းတော်မှာမြင်ရတဲ့ညနေနေပါရွှေဆိုင်ရွှေတင်ကန်းများကိုလည်းကလူပူဇော်နိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုဆိုရင်တော့ကျွန်တော်တို့တွေဖျားဖူးလေဖူးပြီးသွားပြီနောက်နေ့မနေ့ရောက်တဲ့အခါကျတော့အစောကြီးမနက်6နာရီတောင်တက်ကားနဲ့ပေါ့နော်ကျွန်တော်တို့တောင်ပေါ်အောက်ကိုပေါ့နော်ပြန်ပြီးတော့ဆင်းမယ်ဒါကတော့အိမ်ပြန်လန်းတနေရပေါ့နော်နောက်ထပ်ဘလို့အစီအစဉ်တွေနဲ့တင်ဆက်လာအောင်မလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်ယခုတင်ဆက်မှုကိုကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုများမှာလည်းပြန်လည်တွေ့ရှိပါအောင်မယ်ကျေးဇူးပါ